ထမင်းစားရင်တိတ်ကိုဝလွန်စေရဲဆိုတာတကယ်ပဲလားထမင်းခောက်ဆွင်းပေါင်မုံအစရှိသောအစားအစာများဟာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုစွမ်းအင်ပေးနိုင်သောအစာအုပ်စုများထဲမှတစ်ခုပါဝင်ဖြစ်ပါတယ်ကာဘိုဟိုက်ဒရိတ်စားတာများရင်အဝလွန်စေရဲဆိုတာတကယ်တမ်းတော့မှားပါတယ်ဝါလွန်ရခြင်းရဲ့အဓိကအကြောင်းရင်းကလိုအပ်တာထက်ပိုတဲ့ကယ်လိုရီတွေကိုစားမိနေလို့ဖြစ်ပါတယ်။ဝေချာနေသူတယောက်ဆိုရင်ကာဘိုဟိုက်ဒရိတ်ကိုလုံးဝဖြတ်တာမျိုးမဟုတ်ဘဲကယ်လိုရီနည်းတဲ့ကာဘိုဟိုက်ဒရိတ်များကိုရွေးချယ်ပြီးစားသုံးနိုင်ပါတယ်။ထမင်းဖြူ၊ပေါင်မုတ်ဖြူ၊ဆိုဒါအစရှိတဲ့စားအစာများဟာပြုပြင်ပြောင်းလဲမှုအများကြီးခံထားရတဲ့ကာဘိုဟိုက်ဒရိတ် highly processed carbohydrate များဖြစ်ပါတယ်။ဆိုပါစားတောင်များဟာတင့်ကိုဘိုက်ခဏခဏစားစေတာကြောင့်လိုအပ်တာထက်ပိုတဲ့ကယ်လိုရီကိုစားမိတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီအစားဆန်လုံးညိုပေါင်မုတ်ကြမ်းကစုံဦးအသီးအနှံများအုပ်အစရှိသောပြုပြင်ပြောင်းလဲမှုမခံထားရတဲ့ carbohydrate and processed carbohydrate များကိုစားသုံးခြင်းကအစာခံတာကြောင့်ခဏခဏမစားဖြစ်ပင်ကယ်လိုရီဝင်တာကိုလည်းလျှော့ချနိုင်ပါတယ်။ချုပ်ပြောရရင်တော့ကာဘိုဟိုက်ဒရိတ်ကတင့်ခန္ဓာကိုယ်နဲ့အုံနောက်အတွက်လိုအပ်တဲ့စွမ်းအင်တွေကိုပေးနေတဲ့အစာအုပ်စုတစ်ခုဖြစ်တာကြောင့်လုံးဝမစားခြင်းမဟုတ်ပဲတင့်တော်တဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ကာဘိုဟိုက်ဒရိတ်အမျိုးအစားတွေကိုရွေးချယ်စားတောက်တင်ကြောင်းအကြံပြုလိုက်ရပါတယ်။စားတောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။